လုံးပဲမင်္ဂလာပါမိပါဘောနော်အားလုံးပဲမင်္ဂလာပါဦးတော်တော်ကိုမမတို့ဖဖဦးတော်တော်ကိုမမဖဖတို့အားလုံးပဲမင်္ဂလာပါကတော့အတန်ဝေးနေတာဘောနော်အဲ့ဒါလေးပြောချင်လို့အခုလေအေယာဝတီမှာတည်သွားတာလေအရင်ကမမအေယာဝတီမှာတည်သွားတာလေအရင်ကနှမျိုးပါတယ်ပြီးတော့လေတနာလေပေါ့နော်ပြီးတော့အခုလေပြားနေတယ်ယူကြည့်လိုက်တာတက်တော့ကြည့်လိုက်တာတက်တော့မှပေါ်လာတာအဲ့ဒါကြောင့်နော်မိမိတို့လေမမတို့လည်းခယူဆိုင်ကြပါပြောချင်တာသူပြေပြောချင်တာကဂျာတော်လေးအဲ့ဘောနော်အခုကြောင်းသားတွေအခုလေကေကြီးမမအခုကြောင်းတက်နေရလေမမကိုလေးညီမလေးတွေကလေတယောက်ဖြစ်အိမ်တော်မသွားပါနဲ့အဖေပါဝါပါကိုရဲ့ဘေးနားမှာကျတော့ယောက်ျားလေးအိမ်နာကိုကကျတော့မိန်းကလေးယောက်ျားလေးကအိမ်နာနှလုံးမိန်းကလေးကအိမ်နာနှလုံးလေအဲ့ဒါကြောင့်လို့ပေါ့နော်အဲ့ဒါကြောင့်မလို့တယောက်တည်းမသွားပါနဲ့အိမ်နာကိုသွားရင်အဖေသွားပါပြီးဆိုလေတန်နေဝင်ပြီးတော့ဒီနေ့ဒီကောင်းအဲ့ဒါလေးပြပြပါရှိအလုပ်ချပါတယ်